အားလုံးဝင်မင်္ဂလာပါဒီဘက်မှာတော့ခေါင်းရိုက်ဒီရှစ်ဘက်ထဲကချက်ကော့ရေတကော level 1 2ကိုဖြည့်ကျင်သွားမှာပဲဖြစ်ပါတယ်ဝင်ချင်းအနေနဲ့ကတော့ level 1က100 level 2ဆက်သွားမယ်ဆိုရင်150 level 3ဆိုရင်တော့200ပေါ့နော်လမ်းပြအနေနဲ့ကတော့ခေါင်းရိုက်ဒီရှစ်ဘက်ထဲကဝန်ထမ်းတို့ကလိုက်ပါပြီးတော့လမ်းပြပြီးတော့ရတယ်ဒါကတော့ခြေတကုံ level 1ပါဒါကတော့ level 2ပါဒီရေတကော blog လေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်